အဲ့ဒီမြောက်လာရတယ်တက်တာဗျာရေးတာလည်းမနေသည်ဖြစ်စေအိမ်မနေသည်ဖြစ်စေတတိကချွတ်မှမယ်ဆိုလို့ရှိရဲ့နေရာမရွေးအချိန်မရွေးအရိယာဘုံရွေးအလုပ်ရွေးရွေးဒီပါကအဲ့ဒီနေရာပြကဘယ်နေရာရေးကြံပြီးတာရေးရွေးကြလို့ပါဘူးဒါတော့အလုပ်တော့ပြတာထိုင်နေသွားတဲ့နေလို့အဲ့ဒီကတော့အချိန်မရွေးကြမှာအခုနေတော့အားလို့ဆိုတာသွားရတယ်အမှတ်တမဲ့သွားတယ်ဘောဟာတော့ကရှင်ပြီးတော့လူပါဖြစ်ကြသွားဖြစ်တယ်တရားသဘောတရားတော့သွားခြင်းနဲ့နာတရားစိတ်စီပေါ်လာတယ်မသွားသေးဘူးခန္ဓာကိုသွားခြင်းစီသွားပြီငါသွားတယ်သူကပြောကြတယ်လာလို့တော့တော့ကကြည့်ရင်ငါပဲပြောသဘောကတော့သွားခြင်းနဲ့စိတ်စီကြောင့်ခန္ဓာကိုယ်ဆက်သွားတာလေဘာကြီးလို့သွားတာကနာကြောင့်ရုပ်ဖြူဘာရသမန္တိရုပ်ကြောင့်နာဖြစ်၏ဟောပြန်လာသွားခြင်းတော့သွားတာကြတော့စိတ်စီကဥဆောင်တယ်လူစားတဲ့ခန္ဓာကိုယ်တို့တွေကနောက်ဆက်ဖြစ်တယ်ဟောသွားနေတာပြီးတော့သွားနေတဲ့ရုပ်တရားကဥဆောင်ပြည့်တဲ့နာတရားပြန်လာပြီအဲ့လိုပဲရချင်းများပြီးရပြန်ပြီးငါသူလူတော့ကြမိမရတယ်ဆိုတဲ့ဓမ္မကရချင်းလူရသွားတာအမှုတမှုသဘောတရားပဲအဲ့ဒါရမှန်သိရှိရမယ်ခကြီးများပြီးတရားဖြစ်တာဒီခရပြန်ပြီးယုတ်တရားဖြစ်ပေါ်သည်အနေရာယုတ်တရားသမတိနာတရားမရပြန်လားရှိပါပြီပါအိတ်ရှင်များပြီးအိယာပြန်ပြီးအိမ်မသိရရိုးလာတဲ့အိယာမမြင်ရဘူးဒါတဏှာပြည့်ရှင်ဒီနာသမကိုသို့မဟုတ်တရားသိချမ်းသာကြကြည့်ပြီးတော့အိယာများရှင်မထားရတယ်ပြီးတော့အဲ့လိုသွားစီရတဲ့ခံတဲ့အိတ်တွေမှာသိကဆွဲရင်ဒီရရတဲ့ဝတ်စားဖြစ်လို့ပဲစားရပြီအမှတ်တမဲ့မစားနဲ့ဆိုင်မောဟာဒီကောလည်းသိနေဆိုရင်လောဘထတူဒီကွာမကောင်းတဲ့စိတ်နဲ့ပြောတာနဲ့အဲ့တော့ဘုရားပူဇာတယ်မစားလိုက်ရင်ဝိပ္ပိကျေအပြင်ကင်းမှုစားရင်နေဣဒ္ဓစားရတဲ့ခြေဝတ်တခါတိတခါတိဟောတဲ့ကြောင့်မရှိတိတိမရှိတော့ရှာနေရတာဆုံလာတော့ကဝိညာဉ်တသုသိမှုပေါ်လာစားလိုက်ဝါရကြသဘောတရားအရင်သိတယ်တော့အကောင်းဆုံးကိုဆုံးမတာရှားရဲ့ရလာရဲ့အတိရဲ့သုံးပေါ်တော့ဒီပေါ်တယ်ရှယ်ဝါတဲ့ခါကြီးအတိရဲ့အတိပြည့်ဒီဘုရားရှယ်ဝါလိုက်တဲ့ဒီရုပ်ရှိရဲ့တိရှိရဲ့ဟောအဲ့ဒါပြန်အားရတဲ့ဒီလေပြတ်သွားကြည့်တယ်အဲ့လိုရှယ်ဝါတစ်ခါကြည့်ပြောရင်